မိသားစုလေးတစ်ခုစတင်တည်ထောင်ပြီလို့ဆိုတဲ့အခါနှစ်ဦးလက်တွဲကြတယ်ကျင်ပေါ်ကျင်ဘက်နှစ်ဦးလက်တွဲကြတဲ့အခါဆက်ဆံရတဲ့အခါမှာဘယ်ပုံဘယ်နည်းဆက်ဆံရမလဲလို့မြတ်စွာဘုရားရဲ့တဏှိဝါဒသုတ်တံအရာကြည့်မယ်ဆိုလို့ရှိရင်ဆက်ဆံရေးမှာအပြန်အလှန်ဒီစိတ်နေသဘောထားအမှန်တမ်းအရေးကြီးတာပြန်အလှန်စိတ်နေသဘောထားအရေးကြီးအဲ့ဒီပြန်အလှန်စိတ်နေသဘောထားကိုဒေသနာတော်မှာထုတ်လုပ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ပြန်အလှန်ဆက်ဆံတဲ့အခါမှာဘယ်လိုစိတ်နေသဘောထားရှိရမလဲလို့ဆိုလို့ရှိရင်နံပါတ်1ကနှစ်ဦးနှစ်ဝနေထိုင်ကြတဲ့အခါမှာအပြောခံရမယ်နော်ပြောတာကိုလက်ခံရမယ်လို့ဆိုလို့နော်ဒီသားစုတဦးနဲ့တဦးနေတဲ့အခါမှာနှလုံးသွင်းရမှာငါ့ကိုပြောစရာရှိရင်ပြောပါစေပွင့်ပွင့်လင်းလင်းငါ့ကိုပြောစရာရှိလို့ရှိရင်ပွင့်ပွင့်လင်းလင်းပြောပါစေငါကလည်းပဲသူ့ကိုပြောစရာရှိရင်ပွင့်ပွင့်လင်းလင်းပြောမယ်ငါပြောတဲ့အခါလဲသူ့ကျိုးစီးပွားကိုလိုလားတဲ့စိတ်နဲ့မေတ္တာစိတ်နဲ့ပဲပြောမယ်မုန်းတီးတဲ့စိတ်အကျိုးမဲ့ဖြစ်စေတဲ့စိတ်နဲ့ငါမပြောဘူးသူကပြောရင်လည်းပဲဒီဟာမျိုးပဲဖြစ်မယ်ပြောလာလို့ရှိရင်လည်းပဲပြောပါကောင်းပါတယ်လို့လက်ခံကြိုးဆိုမယ်တဲ့သူစိတ်ညစ်အောင်မလုပ်ဘူးအပြောမခံဘူးဆိုပြီးတော့ကက်ကက်လန်ရံပြန်တွေ့တာမျိုးမလုပ်ဘူးသူကပြောလာလို့ရှိရင်လေသူပြောတဲ့အတိုင်းကိုယ်ဆန်းစစ်ကြည့်လို့ဟုတ်တယ်မှန်တယ်ဆိုလို့ရှိရင်လေအမှားရှိရင်ပြင်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးဒါသူတော်ကောင်းတို့ရဲ့ဆက်ဆံရေးလို့ခေါ်တယ်နော်ရသောအဖြစ်တော့လောကလူသားတွေအများစုကိုကြည့်လို့ဆိုရင်အပြောမခံခြင်းငါလာမပြောနဲ့ဆိုတဲ့စကားဟာတွင်တွင်သုံးကြငါလာမပြောနဲ့လို့ဆိုပြီးတော့ပြောတယ်ပြောတဲ့ပုဂ္ဂိုလ်ကလည်းပဲအကျိုးစီးပွားကိုလိုလားလို့ပြောတာတဲ့ဆရာလုပ်ချင်လို့ပြောတာမျိုးကလည်းရှိတတ်သေးတယ်နော်အဲ့တော့အပြန်အလှန်ဟာသူတော်ကောင်းတွေရဲ့ဆက်ဆံနည်းမျိုးမဖြစ်ဘဲနဲ့တခြားနည်းဖြစ်သွားပြီဆိုလို့ရှိရင်ဒီကောင်းမြတ်တဲ့ဆက်ဆံရေးမဟုတ်တဲ့အတွက်ကြောင့်အခက်အခဲတွေကိုကျော်လွှားဖို့ဆိုဖြစ်နိုင်တော့လက်တွဲပြီးတော့အခက်အခဲကိုကျော်လွှားဖို့ဆိုတာမဖြစ်နိုင်တဲ့အနေအထားမျိုးဖြစ်သွားတယ်လောကလူသားတွေရဲ့ဆက်ဆံရေးဟာအများအားဖြင့်အဲ့ဒါလိုဖြစ်တယ်ဟောကိုယ်မာနသူမာနဆိုတာလို့မာနတရားရှေ့တန်းတင်ပြီးတော့အပြောမခံဘူးငါသိတယ်ငါတတ်တယ်ငါလာဆရာမလုံးနဲ့ဆိုတဲ့တုံ့ပြန်မှုတွေနဲ့ဆိုတော့တစ်ဖက်သားကလည်းပြောဖို့ခက်တယ်ကိုကတော့ပြောတယ်သူများကိုဆရာလုံးရမှကိုကချိန်နေတယ်ကိုဆရာလုံးရင်မခံနိုင်ဘူးနော်လောကလူတွေအများစုကိုပြောပြတာနော်ဟုတ်မဟုတ်တော့ကိုယ့်အကိုစဉ်းစားကြည့်ပေါ့မြတ်စွာဘုရားကဒီအကြောင်းအရာတွေကိုသိပြီးတော့ဒီသုတ်တံကိုဟောထားတဲ့ဘောရှိတယ်နော်ပြီးတော့မှသုတ်တံမှာမြတ်စွာဘုရားဟောတဲ့စကားအတိုင်းထပ်ပြီးတော့ရှင်းပြဒါသုတ်တံအရာဘုန်းကြီးတို့တွေနားလည်ရတာကအဲ့ဒါလိုရှိတယ်ပေါ့သူတော်ကောင်းတွေရဲ့ဆက်ဆံရေးဆိုတာဒီပြောစရာရှိရင်ငါ့ကိုပြောပါငါကလည်းပြောစရာရှိရင်မင်းကိုပြောမယ်ငါပြောတဲ့အခါမင်းအကျိုးစီးပွားလိုလားတဲ့စိတ်နဲ့ပဲပြောမယ်မင်းကငါပြောရင်လည်းပဲကောင်းကျိုးချမ်းသာလိုလားတဲ့စိတ်နဲ့ပဲပြောပြောရင်ပြောတာကောင်းတယ်လို့ငါလက်ခံကောင်းတယ်လို့ပြောမယ်ပြောရမယ်ပြောတဲ့တယ်လို့ပဲလက်ခံပြန်ပြီးတော့တုံ့ပြန်ပြီးတော့ရံမတွေ့ဘူးကောင်းတယ်လို့ဆိုတာကြိုးစိုးတယ်ပြန်ပြီးတော့ရံမတွေ့ဘူးသူပြောတဲ့အတိုင်းသူထောက်ပြတဲ့အတိုင်း
ကိုယ့်ရဲ့ချွေးချက်ကိုမြင်တယ်ဆိုလို့ရှိရင်လေကုစားမယ်လက်ခံမယ်ပြုပြင်မယ်ဆိုတဲ့စိတ်ဓာတ်ထားမယ်ဒါဟာသူတော်ကောင်းတွေဆက်ဆံရေးဒီလိုဆိုတာအဲ့တော့ချင်းပေါ်ချင်းဘက်ဇနီးမောင်နှံတို့လက်တွဲပြီဆိုတဲ့အခါခက်ခဲကိုဖြေရှင်းရင်လို့ရှိရင်တော့ခုလိုသူတော်ကောင်းတွေရဲ့ဆက်ဆံနည်းမျိုးဆက်ဆံရမယ်ဆိုလို့လေနော်အဲ့တော့သူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ဆက်ဆံနည်းဆိုတာဒီကအပြန်မှတ်သားကြခုနပြောတဲ့အတိုင်းလာမပြောနဲ့ဆရာမလုံးနဲ့ဆိုရင်ဒါသူတော်ကောင်းဆက်ဆံနည်းမဟုတ်တော့ပြောစရာမလိုဘူးဆိုပြီးတော့ငါသိတယ်ငါတတ်တယ်လို့ပြန်ပြောရင်လေသူတော်ကောင်းရဲ့ဆက်ဆံနည်းမဟုတ်တော့အဲ့ဒီလိုသူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်ရဲ့ဆက်ဆံနည်းနဲ့မဆက်ဆံရဘူးတဲ့သူတော်ကောင်းပုဂ္ဂိုလ်ရဲ့ဆက်ဆံနည်းမျိုးပဲဆက်ဆံမှာလို့